စ်တွင်ရှုပ်ထွေးနေသောဆိုကြည်သည်သူမ၏ရုပ်ရည်ကြောင့်အာယုံဆိုင်မှုဗဟိုချက်ဖြစ်နိုင်သူတဦးဖြစ်တော်လဲသပင်ဖြောင့်ဆင်းခြင်းကိုအလှအပဆန်နှုန်းဖြင့်သတ်မှတ်ထားသည့်ခေတ်ကာလတွင်သူမ၏တဘာဝအတိုင်းကောက်နေသောသပင်များကသူမအားသူစိမ်းတစ်ယောက်ကဲ့သို့ခံစားရစေသည့်ဤအချက်ကြောင့်သူမသည်အမြဲတမ်းယုံကြည်မှုကင်းမဲ့နေခဲ့သည်ယခင်ကသူမတစုံတစ်ယောက်ကိုသဘောကျမိသည့်အခါသူ့တကားဝတွင်လက်ဆောင်များကိုတိတ်တဆိတ်ထားခဲ့ရုံသာတတ်နိုင်သည်သူမအချစ်ကိုဖွင့်ပြောရန်ကြံစီထားသည့်နေ့တွင်သူမသည်စပင်ကိုအထူးတလဲဖြောင်းခဲ့တော်လဲနောက်ဆုံးတွင်သူသည်စပင်ချုံးမွေးဖြောင်းဆင်းသောမိန်းကလေးတဦးအားအောင်မြင်စွာဖွင့်ပြောလိုက်သည်ကိုသူမ၏မျက်စိဖြင့်ကိုယ်တိုင်မြင်တွေ့ခဲ့ရသည်ထိုခိုက်တန့်သည်သူမ၏ကိုအထင်သေးသည့်စိတ်ကိုပုံမနှဆိုင်စေခဲ့ပြီးမိသူကိုများထပ်မဖွင့်ပြောတော့ရန်တိတ်တဆိတ်ကတိပြုခဲ့သည်သို့သောတနေ့တွင်ပင်လယ်ကမ်းခြေ၌အရာအလုံးပြောင်းလဲသွားခဲ့သည်ရေကူးနေစဉ်သူမသည်ရုပ်ရည်ချုံမောပြီးအားကစားလိုက်စားသူကင်မဟွန်းကိုမြင်လိုက်ရပြီးသူမ၏နှလုံးသားမှာထိမ့်မနိုင်သိမ့်မရခုန်ပေါက်လာခဲ့သည်ထိုမမျှော်လင့်ပဲတွေ့ဆုံမှုအပြီးတွင်ကင်မဟွန်းသည်သူမအားနှွေးထွေးစွာဆက်ဆံလာပြီးတွေ့တိုင်းအပါတရနှုတ်ဆက်လာသည်ကျောင်းရှိမိန်းကလေးတစ်ဝက်မှာသူ့ကိုတိတ်တဆိတ်သဘောကျနေသည်ကိုထောက်လျင်သူသည်ဆိုကြည်အားရုတ်တရက်အာယုံဆိုင်လာခြင်းကသူမ၏တငယ်ချင်းများကိုအားသင့်စေခဲ့ပြီးသူမတွင်ထိုကဲ့သို့သောဆွဲဆောင်မှုမျိုးရှိသည်ကိုမယုံကြည်နိုင်ကြပေထိုနေ့မှစ၍ဆိုကြည်သည်စပင်ဖြောင်းရန်ပို၍တောက်တလာခဲ့သည်သို့သောသူမမြည်မြပင်စူးစမ်းပါစေသူမ၏ခေါင်းမာသောကောက်ကွေးသည့်စပင်များမှာအမြဲတမ်းပြန်ကောက်လာတတ်သည်စိတ်ပြတ်အားငယ်စွာဖြင့်သူမသည်သူမ၏ဖခင်နှင့်ပင်စကားများရန်ဖြစ်ခဲ့သည်နောက်ပိုင်းတွင်စာမှုပွဲရလက်များထွက်ပေါ်လာသောအခါသူမသည်ထပ်မံဖွင့်ပြောရန်တတိကိုမွေးမြူနိုင်ခဲ့သည်ကင်ဟွန်းသည်ထိတ်တန့်အယောက်တရာအတွင်းတွင်အဆင့်ရှိခဲ့ပြီးထိတ်တန့်အယောက်တရာသာလျှင်ကိုယ်ပိုင်လေ့လာမှုခန်းသို့ဝင်ခွင့်ရရှိပြီးထိုနေရာသည်အချစ်ကိုဖွင့်ပြအော်လျင်အောင်မြင်မှုရသည်ဟုကောလာဟာလရှိသောနေရာဖြစ်သည်ဆိုကြည်သည်ဝင်ခွင့်ရရန်မျှော်လင့်ချက်အားလုံးကိုပုံအောထားတော်လဲကျောင်းစာညံ့သောကျောင်းသူတစ်ယောက်အနေဖြင့်မိတို့လှုပ်ဆောင်ရမည်ကိုသူမလုံးဝမသိခဲ့ပါတင့်လျော်သောအချိန်မရောက်မီတွင်သူမသည်ခန်းစားချက်များကိုဝတ်ထားပြီးကင်မဟွန်းနှင့်ပုံမိုရင်းနှီးလာစေရန်အာယုံဆိုင်ဖို့ဆုံးဖြတ်ခဲ့သည်သူသည်ဘတ်စကတ်ဘောကိုသဘောကျမှန်သည့်သဖြင့်သူမသည်ကုံစုံဆိုင်သို့တိတ်တဆိတ်သွားကအဖိုးအကြီးဆုံးစွမ်းရင်ဖြစ်အချိုရည်ကိုဝယ်ယူပြီးပလင်းပေါ်တွင်သူမ၏နာမည်ကိုရေးထားလိုက်သည်သို့သောသူမရေခဲတက်တာကိုဖွင့်လိုက်သောအခါယင်းသည်သူ့အတွက်ရည်ရွယ်ထားသောအချိုရည်များဖြင့်ပြည့်နေသည်ကိုတွေ့လိုက်ရပြီးတစ်ခုချင်းစီမှာသူမတစ်ခါမျှမတွေ့ဘူးသောပြိုင်ဘက်များထံမှဖြစ်သည့်ထူးခြားနေစေရန်ဆုံးဖြတ်ချက်ချပြီးသူမသည်ထိုဘက်ကုံတွင်ပင်လယ်ကမ်းခြေသို့ပြန်သွားကသူမ၏ကျောင်းဝတ်စုံကိုတိတိကျကျခောက်ပြီးသူမ၏နာမည်တစိတ်ကိုအလွယ်တကူမြင်နိုင်မည့်နေရာတွင်ထားလိုက်သည်ကင်ဟွန်းကပြင်းကိုကောက်ယူပြီးသူမ၏နာမည်ကိုနူးညံ့စွာခေါ်လိုက်မည်ကိုသူမစိတ်ကူးရင်နေမိသည်သို့သောသူမရေထဲသို့စိတ်အားထက်သန်စွာခုန်ချလိုက်သည့်အချိန်တွင်သူမစနစ်တကျစီစဉ်ထားသောမမျှော်လင့်သည့်တွေ့ဆုံမှုမှာနောက်ထပ်ကောင်လေးတစ်ယောက်ရုတ်တရက်ရောက်လာသဖြင့်ပျက်စီးသွားခဲ့သည်သူသည်တိလိုစိတ်ဖြင့်သူမ၏နာမည်တစိတ်ကိုကောက်ယူလိုက်တော်လဲပြင်းထန်သောလေးတိုက်ခတ်မှုကြောင့်ဝစ်စုံမှလွင့်စင်သွားခဲ့သည်သူသည်ကျင်းကိုဖမ်းယူရန်ကြိုးစားရင်းချော်လဲကပင်လယ်ထဲသို့ပြုတ်ကျသွားခဲ့သည်ရေပန်းတန်ကိုကြားလိုက်ရသောအခါဆိုကြည်သည်သူမ၏အချိန်ရောက်လာပြီဟုထင်ခဲ့တော်လဲအနီးကပ်ကြည့်လိုက်သည့်အခါတစုံတစ်ယောက်ရေနစ်နေသည်ကိုသိလိုက်ရသည်သူမ၏သေးငယ်သောခန္ဓာကိုယ်နှင့်ပင်အရက်ရှိသောထိုကောင်လေးအားကုန်းပေါ်သို့ဆွဲတင်နိုင်ခဲ့သည်ထိုနေရာသည်လူသူနေပါပြီးညီမြပင်အော်ဟူ၍အကူအညီတောင်းပါစေမြည်သူမြပြန်မထူးခဲ့ပါအခြားရွေးချက်စရာမရှိတော့သည့်အတွက်သူမသည်သူ့အားအသက်ကယ်ရှူနည်းဖြင့်ကုသပေးရန်ပြင်ဆင်လိုက်သည်သူတို့၏နှက်ခမ်းများထိလူနီးပါးဖြစ်ချိန်တွင်သူသည်ရုတ်တရက်နိုးလာခဲ့သည်နောက်တစ်နေ့တွင်ထိုကောင်လေးယုံရှိသည်သူမ၏အတန်းသို့ပြောင်းလာခဲ့သည်ဆိုကြည်ကသူ့အားနှုတ်ဆက်လိုက်သောအခါသူတန်ရာရနေမှန်သူမသိလိုက်ရသည်ယုံရှိသည်မကြာခဏအိမ်မက်ဆိုးများဖြင့်ရုန်းကန်နေရပြီးတွာလာရန်ခက်ခဲနေသည်သူ့ကိုတယောက်တည်းအကူအညီမဲ့နေသည်ကိုမြင်ရသဖြင့်ဆိုကြည်သည်သူ့ကိုကူညီရန်အလိုလျောက်ပင်ရှေ့ထွက်လာခဲ့ပြီးသူကျသွားသောအိတ်ကိုကောက်ပေးခြင်းနေ့လည်စာစားချိန်တွင်ကူညီပေးခြင်းနှင့်သူ၏ဘေးတွင်အမြဲရှိနေပေးချအင်းတို့ကိုပြုလုပ်ပေးခဲ့သည်သူမ၏တငယ်ချင်းများကသူမသည်သူ၏အသက်ကဲ့သို့ဖြစ်ကြောင်းနောက်ပြောင်ကြပြီးသူတို့ကိုရေခဲမုတ်ကျွေးရန်တောင်းဆိုကြရာယွန်းရှိကတိတ်တိတ်ကလေးသဘောတူလိုက်သည်တစ်ဖက်တွင်မူဆိုကြည်၏တငယ်ချင်းများကသူမအတွက်နာမည်တက်ဆိုင်ပြအသစ်တစ်ခုပြုလုပ်ပေးကြတော့လဲမူလနာမည်တက်ဆိုင်ပြမှာယွန်းရှိ၏အိတ်ကက်ထဲတွင်ရှိနေသေးသည်ကိုမတိကျချေတစုံတစ်ယောက်ကသူမ၏နာမည်တက်ဆိုင်ပြကိုအသုံးပြု၍ဝန်ခံစကားပြောလိမ့်မည်ဟုတငယ်ချင်းများနောက်ပြောင်ပြောဆိုသည်ကိုကြားလိုက်ရသောအခါယွန်းရှိမှစိတ်လှုပ်ရှားသွားပြီးဆိုကြဒီကမူတစုံတစ်ယောက်ကအမှန်တကယ်အသုံးပြုလိုက်ပါကမိတို့ဖြစ်မည်နည်းဟုစိုးရိမ်လာသည့်အကြောင်းမှာသူမသဘောကျသူမှာကင်ဟွန်းဖြစ်သောကြောင့်တည်းဆိုကြည်သည်သူမ၏ခံစားချက်များကိုလိုက်လံဖြစ်စည်းရင်းကင်ဟွန်းသည်စပင်ဖြောင်းသောမိန်းကလေးများကိုပိုသဘောကျကြောင်းသိရှိသွားခဲ့သည်သူမ၏စပင်ကိုအမြဲတမ်းဖြောင်းပေးနိုင်သည့်ဈေးကြီးသောစပင်ညက်ဆိုင်ကြောင်းသိရှိသောအခါသူမတော်ရောက်ခဲ့တော်လဲငွေကြေးမတက်နိုင်ကြောင်းသိလိုက်ရသည်မထင်မှတ်ဘဲထိုစပင်ညက်ဆိုင်ပိုင်ရှင်မှယွန်းရှိ၏မိခင်ဖြစ်ကြောင်းသူမတွေးရှိသွားခဲ့သည်ထိုအချိန်မှစ၍သူမသည်ယွန်းရှိနှင့်ရည်ရွယ်ချက်ရှိဆုံတွေ့ရန်ကြိုးစားခဲ့ပြီးနောက်ဆုံးတွင်သူ၏အသက်ကဲ့သို့အနေဖြင့်လျှော့ဈေးတောင်းဆိုခဲ့သည်သူ၏မိခင်ကသူမ၏ရည်ရွယ်ချက်ကိုရိပ်မိတော်လဲအပေးယူတစ်ခုပြုလုပ်ခဲ့သည်ဆိုကြည်သည်ကြောင်းပြီးသည့်အထိယွန်းရှိကိုစောင့်ရှောက်ပေးပါကသူမလိုချင်သောစပင်ပုံစံရရှိအောင်ကူညီပေးမည်ဟုဆိုသည်ဆိုကြည်ကချက်ချင်းပင်သဘောတူလိုက်သည်ထိုနေ့မှစ၍သူမသည်စောစောထကကျောင်းသို့သူနှင့်အတူလိုက်ပို့ပေးခြင်းနေ့စဉ်အလုပ်များကိုကူညီပေးခြင်းသူ၏ပစ္စည်းများကိုတည်ဆောင်ပေးခြင်းနှင့်လက်ကမ်းစာဆောင်များကိုပင်မငြီးမညူဝေပေးခြင်းတို့ကိုလှုပ်ဆောင်ခဲ့သည်တ
တနေ့တွင်လက်ကမ်းစာဆောင်များဝေနေစဉ်ပြဿနာရှောင်ရန်အတွက်ယွန်းရှိနောက်တွင်ပုံနေမိရာသူတို့နှစ်ဦးမမျှော်လင့်ပဲနီးကပ်သွားခဲ့သည်မိုးရုပ်တရက်ရွာချသောအခါသူမကသူ့ကိုဖခင်၏တူလောင်ခန်းသို့ခေါ်သွားပြီး၆တွေ့သောအဝတ်စားများပေးဝတ်ကဖခင်၏ကာတွန်းစာအုပ်စုဆောင်မှုများကိုမျှဝေဖတ်ရှုစေခဲ့သည်ယွန်းရှိသည်ဇလန်းများထဲတွင်နစ်မြုပ်သွားသောအခါဆိုဂျီကသူ့ကိုတူလောင်ခန်း၏လျှို့ဝှက်ကုတ်ကိုပင်ပေးလိုက်သည်ဤအချိန်ခါများသည်လှပသောနားလည်မှုလွဲမှားခြင်းကိုဖန်တီးပေးခဲ့ပြီးယွန်းရှိ၏နှလုံးသားကိုတိတ်တိတ်ကလေးလှုပ်ရှားစေခဲ့သည်တစ်ဖက်တွင်ဆိုဂျီကကင်ဟွန်းထံသို့ဝန်ခံစကားပြောရန်သူမ၏နောက်ဆုံးအစီအစဉ်ကိုစတင်ရန်ဆုံးဖြတ်လိုက်ပြီးစက်ကူကျဲ1000ကိုခောက်၍ဝန်ခံရန်ပြင်ဆင်နေသည်သူမသည်ယွန်းရှိ၏အကူအညီကိုတောင်းခံခဲ့ရာသူကပထမတွင်ငင်းဆန်ခဲ့တော်လဲသူမအသက်ကိုကယ်တင်ခဲ့မှုကြောင့်တတိပေးလိုက်သောအခါနောက်ဆုံးတွင်သဘောတူလိုက်ရသည်ထိုအချိန်မှစ၍သူသည်စာတင်ချိန်အတွင်းသူမကိုလှုပ်ဝက်ကူညီပေးခြင်းမနှက်စောစောတွင်သူမကိုစောင့်ဆိုင်ခြင်းနှင့်ဝန်ခံရမည့်နေ့နီးကပ်လာသည့်နှင့်အမျှသူမနှင့်အတူပင်လယ်ကမ်းခြေသို့လိုက်ပါသွားခြင်းတို့ကိုပြုလုပ်ခဲ့သည်ဆိုကြည်သည်သူမ၏ကိုယ်ပိုင်စာကြည့်ခန်းအချိန်ကိုပြောင်းလဲရန်ကြိုးစားခဲ့တော်လဲအတန်းဖော်များကသူမကိုရရဆက်ဆက်လှောင်ပြောင်ခဲ့ကြသဖြင့်သူမအလွန်ဝမ်းနည်းသွားခဲ့သည်ကြောင်းစင်းပြီးနောက်ယွန်းရှိသည်သူမကိုနှစ်သိမ့်ပေးလိုသဖြင့်အိမ်တိုင်အောင်နောက်မှလိုက်သွားခဲ့တော်လဲဆိုကြည်ကတလန်းလုံးသူ့ကိုလစ်လျူရှုထားခဲ့သည်ဆိုင်တို့ရောက်သောအခါယွန်းရှိကဆိုဂျီ၏ဖခင်အဝတ်စားများကိုပြန်ပေးခဲ့သည်ထိုအချိန်တွင်ဆိုဂျီရုတ်တရက်ငိုယိုမိသည်သူမဖခင်၏ပစ္စည်းများနှင့်အမတ်တရများသည်ယွန်းရှိနှင့်အတူရှိနေတယ်လို့ခံစားခဲ့ရသည်စမ်းသပ်ဖြစ်ဆိုမှုတစ်ခုတွင်ယွန်းရှိကမမျှော်လင့်ပဲပါဝင်ဖြစ်ဆိုခဲ့ရာတစ်ကြောင်းလုံးတွင်ပထမရရှိခဲ့သည်သူကထိုအကြောင်းကိုပေါ့ပေါ့ဆန်ဆန်ပြောဆိုခဲ့တော်လဲဆိုဂျီဝမ်းသာပီတိမဖြစ်ခင်မှာပင်ကင်ဟွန်းမှာအဆင့်တရာစည်ရင်မှထွက်သွားပြီဖြစ်ကြောင်းသိလိုက်ရသည်စိတ်ထိခိုက်စွာဖြင့်သူမထွက်ခွာသွားခဲ့တော်လဲယွန်းရှိသည်စိတ်ပိုင်းဆိုင်ရာထိခိုက်မှုကြောင့်တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကိုတစ်ချိန်ကမဖြေဆိုနိုင်ခဲ့ကြောင်းအိမ်နီးချင်းတဦးထံမှကြားသိလိုက်ရသည့်အဖြစ်ရှိသလိုခံစားရသောဆိုကြည်သည်တောင်းပန်ရန်အတွက်ပစ္စည်းသိမ်းခန်းသို့တွားရောက်ခဲ့ရာတွင်သူမ၏ဖခင်နှင့်ယွန်းရှိတို့နှစ်ဦးစလုံးကိုထိုနေရာတွင်တွေ့ရှိခဲ့သည်အားကစားတန်းချိန်မတိုင်မီဆိုကြည်သည်သူမ၏စပင်ကိုပြင်ဆင်ရန်အလွန်ကြိုးစားခဲ့ပြီးကျောင်းခရီးစဉ်အတွက်ပိုစတာကိုမြင်တွေ့ပြီးနောက်ထိုအချိန်သည်ဝန်ခံရန်အကောင်းဆုံးအချိန်ဖြစ်လိမ့်မည်ဟုသူမဆုံးဖြတ်ခဲ့သည်ကွင်းသို့တွားရလမ်းတွင်သူမသည်အတန်းဖော်တဦးနှင့်တွေ့ဆုံခဲ့ပြီးသူမ၏လှပသောပုံဆောင်ခဲလုံးကိုမနာလိုဖြစ်မိမြဲဖြစ်သည်အားကစားအတန်းချိန်အတွင်းယွန်းရှိသည့်ဘောလုံးကစားပွဲတွင်ဆိုဂျီကိုအမြဲကာကွယ်ပေးခဲ့တော်လဲနောက်ဆုံးခိုက်တန့်တွင်ဆိုဂျီသည်ကင်ဟွန်းအတွက်ဘောလုံးကိုကာကွယ်ပေးလိုက်မိပြီးမျက်လုံးတွင်ဒဏ်ရာရလျက်အိမ်သို့ပြန်ခဲ့ရသည့်ထိုညတွင်သူမ၏ပေးချမှာအဆက်မပြတ်မြည်နေခဲ့သည်ကင်ဟွန်းကတောင်းပန်ခဲ့တယ်လို့ယွန်းရှိကလည်းစိုးရိမ်ကြောင်းပြသခဲ့သည်နှစ်ဦးစလုံးသည်နောက်တစ်နေ့တွင်သူမကိုတွေ့လိုကြောင်းပြောကြားခဲ့သည်ထိုညတွင်ဆိုဂျီသည်ယွန်းရှိ၏အိမ်မက်ထဲသို့ပထမဆုံးအကြိမ်ပေါ်လာခဲ့သည်သူသည်ဆိုဂျီ၏နာမည်တက်ဆိုင်ဘုတ်ကိုတင်းတင်းကြပ်ကြပ်ကင်ထားခဲ့ပြီးသူခံစားချက်များမှာပုံမရှင်းလင်းလာခဲ့သည်နောက်တစ်နေ့တွင်သူတို့သည်ဆိုဂျီ၏ဝန်ခံမိအခန်းကဏ္ဍကိုစတင်စီစဉ်ခဲ့ကြပြီးယွန်းရှိကသူမကိုအချိန်တိုင်းတွင်မှတ်တမ်းတင်ပေးရန်ကူညီခဲ့သည်ဆိုဂျီ၏စပင်တွင်ရေခဲမုတ်မတော်တဆပေကျန်သွားသောအခါယွန်းရှိကနူးညံ့စွာတန့်စင်ပေးခဲ့တော်လဲကင်ဟွန်းထံတွင်ဝန်ခံမိအကြောင်းဆိုဂျီပြောနေသည်ကိုနားထောင်ရင်းသူစိတ်အနှောက်အယှက်ဖြစ်လာခဲ့သည်သူသည်ထွက်ခွာရန်စူးစမ်းခဲ့တော်လဲကျောင်းဆင်းတပ်ပုံရိုက်ချိန်တွင်ဆိုဂျီကသူတို့အတူတကွတပ်ပုံရိုက်ရန်အတင်းတောင်းဆိုခဲ့သည်နောက်ပိုင်းတွင်ယွန်းရှိ၏မိခင်၏စပင်ညက်ဆိုင်တွင်သူသည်ဆိုဂျီ၏စပင်ကိုလျှော်ပေးရန်အကူအညီတောင်းခံခြင်းခံခဲ့ရသည်စိတ်လှုပ်ရှားပြီးဝေဝါးနေသောသူသည်ပထမဦးစွာသူမကိုရေအေးများဖြင့်ပတ်ဖြတ်မိပြီးနောက်ပြောင်သည့်အနေဖြင့်စပင်ပျော့ဆေးကိုအသုံးပြုခဲ့သည်မိခင်၏စူပူခြင်းကိုခံရပြီးနောက်ယွန်းရှိသည်အကြောင်းပြချက်တစ်ခုပေးကအလင်းအမြန်ထွက်ခွာသွားခဲ့သည်ကျောင်းခရီးစဉ်အတွင်းဆိုဂျီသည်သူမအကြာကြီးမျှော်လင့်ထားခဲ့သောဖျောက်ဆင်းသည့်စပင်ပုံစံကိုနောက်ဆုံးတွင်ရရှိခဲ့သည်သူမ၏တငယ်ချင်းများနှင့်အတူကင်ဟွန်းအတွက်ဝန်ခံရန်အစီအစဉ်ကိုဂရုတစိုက်စီစဉ်ခဲ့သည်သို့သောမိဘပွဲညတွင်ယွန်းရှိသည်ကြည့်မနေနိုင်တော့ဘဲငြိမ်သက်စွာဖြင့်စောစီးစွာထွက်ခွာသွားခဲ့သည်နောက်ဆုံးခိုက်တန့်တွင်ဆိုဂျီသည်ကင်ဟွန်းနှင့်ရင်ဆိုင်ရသောအခါသူမရိုးသားစွာပြောဆိုခဲ့သည်သူမသည်တစ်ချိန်ကသူ့ကိုအလွန်နှစ်သက်ခဲ့ပြီးသူ၏အတွက်စပင်ကိုဖျောက်ဆင်းအောင်ပြုလုပ်ခဲ့ကာသူ၏အတွက်တက်ဆက်ကူကျေပွင့်များအများပြားကိုခောက်ပေးခဲ့သည်သို့သောဝန်ခံရမည့်အချိန်ရောက်သောအခါသူမ၏စိတ်ထဲတွင်တခြားသူတစ်ယောက်၏အတန်များဖြင့်ပြည့်နှက်နေခဲ့သည့်ဝန်ခံခြင်းမှာဝေဝါးစွာဖြင့်ပြီးဆုံးခဲ့ပြီးအခြားသူများကသူမအောင်မြင်ခဲ့သည်ဟုထင်မှတ်ခဲ့ကြတော့လဲယွန်းရှိမှမူတစ်ယောက်တည်းထွက်ခွာသွားခဲ့သည်ထိုညတွင်သူမသည်ပစ္စည်းသိမ်းခန်းသို့ပြန်သွားရန်မတားဆီးနိုင်ခဲ့ပေဆိုဂျီကဝေဝါးစွာဖြင့်ဝန်ခံခြင်း၏ရလဒ်ကိုအဘယ်ကြောင့်မမေးမြန်းခဲ့သည်နည်းဟုမေးမြန်းခဲ့သည်တိုက်ရိုက်ဖြေဆိုမိအစားယွန်းရှိသည်စကားလမ်းကြောင်းလွှဲခဲ့တော့လဲသူတို့၏ဆက်သွယ်မှုမှာပုံမနှဆိုင်လာခဲ့သည်တက္ကသိုလ်ဝင်ခွင့်စာမေးပွဲနီးကပ်လာသည်နှင့်အမျှဆိုဂျီသည်ယွန်းရှိသည်အခြားတန်းဖော်တဦးနှင့်အချိန်ဖြုံးနေသည်ကိုသတိပြုမိပြီးအခြေအနေကိုမှားယွင်းနားလည်ခဲ့သည်အမှန်တကယ်တွင်ယွန်းရှိသည်သူမအတွက်ကြီးမားသောစာမေးပွဲအောင်မြင်စေမည့်အဆောင်တစ်ခုကိုဝယ်ယူပေးခဲ့ပြီးနောက်တစ်နှစ်တွင်စာမေးပွဲကိုပြန်လည်ဖြေဆိုရန်ဆုံးဖြတ်ခဲ့သည်ထိုညတွင်သူသည်ထိုအဆောင်ကိုဆိုဂျီထံပေးအပ်ခဲ့ပြီးထွက်ခွာရန်ကြိုးစားခဲ့တော်လဲဆိုဂျီကသူ့ကိုတားဆီးကာမှားယွင်းနားလည်မှုအကြောင်းကိုမေးမြန်းခဲ့သည်
ဆိုဂျီမနာလိုဖြစ်နေသည်ကိုသိရှိသွားသောယွန်ရှိသည်သူမအားစာမွေးပွဲတွင်ကံကောင်းပါစေဟုသာဆုတောင်းပေးပြီးထွက်ခွာသွားခဲ့သည်စာမွေးပွဲဖြစ်ဆိုသည့်နေ့တွင်ဆိုဂျီသည်ပြင်းထန်သောပိုင်းအောင်ခြင်းကိုခံစားခဲ့ရတော့လဲတယောက်တည်းဆက်လက်သွားရောက်ခဲ့သည်စာမွေးပွဲခန်းအပြင်ဘက်တွင်ချစ်စရာကောင်းသောဝတ်ဝင်ဝတ်စုံဝတ်ဆင်ထားသူတဦးကသူမကိုလက်ပြနှုတ်ဆက်ပြီးအားပေးရန်အတွက်ကံကောင်းစေမည့်ပုံဆောင်ခဲလုံးကိုပေးအပ်ခဲ့သည်သူမသည်စာမွေးပွဲကိုပျော်ရွှင်စွာဖြည့်ဆို့ပြီးဆုံးခဲ့ပြီးရင်းသည်သူတို့၏အထက်တန်းကျောင်းသားဘဝ၏အဆုံးသတ်ဖြစ်ခဲ့သည့်ကျောင်းပြီးနောက်တွင်ထိုနှစ်ယောက်သည်နောက်ဆုံး၌အတူတကွရှိနေရန်အချိန်ရခဲ့ကြသည်ယွန်ရှိကဆိုဂျီ၏ဓာတ်ပုံများကိုရိုက်ကူးခဲ့ပြီးသူမအားကမ်းခြေတွင်လမ်းလျှောက်ရန်ဖိတ်ခေါ်ခဲ့သည်ဆိုဂျီကထိုနေ့ကသူဘာကြောင့်ပင်လယ်ထဲသို့ခုန်ချခဲ့သည်နည်းဟုမေးမြန်းခဲ့သည်ယွန်ရှိကသူပင်မနွမ်းနယ်နေခဲ့ပြီးရေစီးနှင့်အတူမျောပါသွားလျင်မြည်တို့ခံစားရမည်ကိုသိကျင်ခဲ့မိကြောင်းသို့တော်အလွန်ပျော်ရွှင်အင်းစွာရေကူးနေသူတယောက်ကိုမြင်လိုက်ရသည့်အခါသူ့ကိုပြန်လည်ဆွဲခေါ်ခဲ့မိကြောင်းဝန်ခံခဲ့သည်သူကဆိုဂျီ၏နာမည်တစိမ့်ကိုတင်ထားခဲ့ကြောင်းအကြောင်းမှာသူ့ကိုကယ်တင်ခဲ့သည့်သူကိုအမှတ်ရနေခြင်း၍ဖြစ်ပြီးထိုသူမှာဆိုဂျီဖြစ်သည့်အတွက်ကျေးဇူးတင်မိကြောင်းဝန်ခံခဲ့သည်တတိမွေးလိုက်ပြီးယွန်ရှိကဆိုဂျီ၏လက်ကိုစုပ်ကိုင်လိုက်သည့်ထိုညတွင်သူမအားအိမ်တို့ပြန်ပို့စဉ်တကားဝတွင်ခွဲခွာရမှဝင်လေးနေသဖြင့်အချိန်တော်ကြာရက်နေခဲ့ကြသည်ဆိုဂျီကသူ့အားစနေတနင်္ဂနွေနေ့တွင်ထပ်မံတွေ့ဆုံရန်ပြောခဲ့သည်စိတ်လှုပ်ရှားနေတော့လဲပျော်ရွှင်နေကြသောသူတို့နှစ်ဦးသည်အိမ်တို့မပြန်မီရှက်ရွံ့ပြီးချပုံမြိန်သောအချိန်လေးကိုအတူဖြတ်တန်းခဲ့ကြသည်ဆိုဂျီသည်အိယာဘော်သို့ပြစ်လဲချလိုက်ပြီးစိတ်လှုပ်ရှားစွာလူးလိမ့်နေခဲ့သည်သို့တော်မကြာမီမှာပင်လက်တွေ့ဘဝကကြားဖြတ်ဝင်ရောက်လာခဲ့သည်ယွန်ရှိ၏မိခင်ကထွက်ခွာရန်စီစဉ်နေသလိုဆိုဂျီ၏မိသားစုကလည်းခီးထွက်ရန်ပြင်ဆင်နေကြသည်သူတို့သည်စနေတနင်္ဂနွေနေ့တွင်ပြန်တွေ့ကြမည်ဟုကတိပေးခဲ့ကြသည်ပြတ်သားစွာပင်ဆိုဂျီသည်သူမ၏တငယ်ချင်းများအားကျောင်းသားဘဝ၏နောက်ဆုံးမစ်ရှင်တစ်ခုဖြစ်သည့်ယွန်ရှိအားတရားဝင်အချစ်ဖွင့်ဟန်ရန်အစီအစဉ်ဆွဲရာတွင်ကူညီပေးရန်တောင်းဆိုခဲ့သည်စနေတနင်္ဂနွေနေ့ရောက်လာသောအခါအစီအစဉ်များမပြီးဆုံးသေးမီမှာပင်ဆိုဂျီနှင့်ယွန်ရှိတို့မမျှော်လင့်ပဲတယောက်နှင့်တယောက်တိုးမိကြသည့်ဆိုဂျီသည်အမြန်စဉ်းစားပြီးအံ့အားသင့်စရာအစီအစဉ်ကိုမပေါက်ကြားစေရန်သူ့အာယုံကိုလွှဲဖယ်ပေးခဲ့သည်ဆိုဂျီ၏တငယ်ချင်းများကသူမ၏အာယုံလွှဲခြင်းကိုအချစ်ဖွင့်ဟန်ရန်အချက်ပြခြင်းဟုမှားယွင်းထင်မှတ်ကအရာအလုံးကိုအကောင့်ထဲပေါ်ရန်အလင်းစလိုလှုပ်ဆောင်ခဲ့ကြသည်ထိုအချိန်တွင်ယွန်ရှိ၏စာမျက်ဆက်တံမြည်လာသည်သူမိခင်စေယုံတက်ရသဖြင့်သူချက်ချင်းထွက်ခွာခဲ့ရသည်ထိုညတွင်လူတိုင်းသည်မပြီးဆုံးသေးသောအချစ်ဖွင့်ဟမည့်အပြင်စင်များကိုတိတ်တဆိတ်သိမ်းဆည်းခဲ့ကြသည်သူမ၏တငယ်ချင်းများကနောက်တစ်ကြိမ်ထပ်ကြိုးစားကြည့်ကြမည်ဟုနှစ်သိမ့်ပေးခဲ့တော်လဲဆိုဂျီကအရာအလုံးကိုသူမကိုယ်တိုင်တိတ်တဆိတ်သိမ်းဆည်းခဲ့သည်သူမသည်ယွန်ရှိထံသို့စာတို့များဆက်တိုက်ပို့ခဲ့တော်လဲအကြောင်းပြန်မှုမရှိခဲ့ပါနောက်ဆုံး၌သူမသည်ယွန်ရှိ၏မိခင်ဖွင့်ထားသောစပင်ညက်ဆိုင်တွင်ကြေညာချက်တစ်ခုကိုသတိပြုမိပြီးဖုန်းခေါ်ဆိုမှုမှာယွန်ရှိ၏မိခင်ထံမှလာခြင်းဖြစ်ကြောင်းသိရှိခဲ့ရသည်ထိုအခါမှသာအခြေအနေမီမျှဆိုးရွားကြောင်းသူမသဘောပေါက်ခဲ့သည့်တွေးဝေမနေပဲဆိုကြည်သည်သူမ၏စုဆောင်းထားသမျှငွေအလုံးကိုယူကာဆိုးမျိုးတို့အလင်းစလိုသွားခဲ့သည့်စေယုံတွင်သူမသည်ယွန်ရှိကိုသူမိခင်နှင့်အတူတွေ့လိုက်ရပြီးမိခင်ဖြစ်သူကသူ့အားနိုင်ငံခြားသို့သွားရန်အတင်းအကျပ်စေခိုင်းနေသည်ကိုကြားလိုက်ရသည်ယွန်ရှိသည်ငင်းဆန်ရန်အားမရှိဘဲအားရင်ချိနေစွာရုန်းကန်နေရသည်ဒင်းကိုမြင်လိုက်ရသဖြင့်ဆိုဂျီသည်တိတ်တဆိတ်လက်ထွက်လာခဲ့သည်မိရထားဘူတာယုံတွင်သူမသည်ယွန်ရှိအားတတိယကြောင့်စာတိုပေးပို့ရင်းငိုကြွေးခဲ့တော်လဲထို့နောက်တွင်မူသူမ၏စကားကိုပြန်ရုပ်သိမ်းလိုက်ပြီးတငယ်ချင်းထပ်ပို့၍ဘယ်တော့အခါမျှမမြင်ခဲ့ကြောင်းနှင့်ထပ်မံမတွေ့ဆုံသင့်သောကြောင့်တင်းမာစွာပြောခဲ့သည်ထို့သောဖြင့်သူမသည်ဘူဆန်မြို့သို့တယောက်တည်းပြန်မိရထားပေါ်သို့တက်ခဲ့သည်ကျောင်းဆင်းပွဲနေ့တွင်ဆိုဂျီသည်သူတို့၏အဖွဲ့လိုက်တဲ့ပုံကိုမေးကြည့်နေမိသည်တူလောင်ကန်းကိုတိုက်ရှင်းရေးလုပ်နေစဉ်ယွန်ရှိကြံခဲ့သောမှတ်စုစာအုပ်တအုပ်ကိုသူမတွေ့ရှိခဲ့သည့်အဖုံးပေါ်တွင်ကျွန်ုပ်၏အချစ်ဖွင့်ဟမှုမှတ်တမ်းဟူသောစာသားရှိသည်ပထမစာမျက်နှာတွင်မင်းနဲ့တွေ့မှသာငါတကယ်ဘာလို့ကျင်တယ်လဲဆိုတာကိုနားလည်ခဲ့တယ်ဟုရေးထားသည်ဒုတိယစာမျက်နှာတွင်မင်းနဲ့တွေ့ရတာငါအယံပျော်တယ်ဟုဆိုထားသည်နောက်ဆက်တွဲစာမျက်နှာများတွင်အရာအလုံးကိုအသေးစိတ်မှတ်တမ်းတင်ထားသည်သူတို့စတင်တွေ့ဆုံခဲ့သည့်ကမ်းခြေသူမကြိုက်နှစ်သက်သည့်မုံများဆိုဂျီနှင့်ပတ်သက်သည့်အသေးအဖွဲအချက်လက်များအထိဖြစ်သည်ယွန်ရှိပေတော့မှနှုတ်ဖြင့်မပြောခဲ့ဘူးသည့်ခန်းစားချက်အလုံးကိုတိတ်တဆိတ်ဖော်ပြနေသောတပ်ပုံများနှင့်အမတ်တရပစ္စည်းများကိုနေရာအနှံ့တွင်ကတ်ထားသည့်ခန်းစားချက်များလွန်ကဲလာကဆိုဂျီတယောက်ငိုချမိသည့်အချိန်များကုန်လွန်သွားခဲ့သည်လက်ရှိအချိန်တွင်အတန်းပြီးသည့်နှင့်ဆိုဂျီသည်သူမ၏တငယ်ချင်းများ၏အတင်းအကျပ်ခေါ်ဆောင်မှုဖြင့်စားတောက်ဆိုင်တစ်ခုသို့ရောက်သွားခဲ့ပြီးဆက်လမ်း၏အစသို့ပြန်ရောက်သွားခဲ့သည်ထိုနေရာတွင်သူမသည်ယွန်ရှိကိုထပ်မံတွေ့ရှိခဲ့သည်ယခုတစ်ချိန်တွင်မူသူသည်နောက်ဆုံး၌တောင်းပန်ရန်တတိမွေးလိုက်သည်ယွန်ရှိကသူမအားကျဲပုံတံခောက်ထားသောစက်ကူများဖြင့်ပြည့်နေသည့်ဖန်ပလင်းတစ်လုံးကိုပေးလိုက်သည်သူဆိုဂျီကိုလွမ်းတိုင်းတစ်ခုစီခောက်ခဲ့ရာနောက်ဆုံး၌ပလင်းပြည့်သွားကြောင်းသူရှင်းပြသည်တငယ်ချင်းများ၏အားပေးစကားများနှင့်စုမုံကောင်းတောင်းပေးမှုများအကြားအချစ်ဖွင့်ဟရာတွင်အမြဲရှုံးနိမ့်ခဲ့သည့်ဆိုဂျီသည်နောက်ဆုံး၌သူမ၏ဘဝတွင်အအောင်မြင်ဆုံးနှင့်အချိုမြင့်ဆုံးသောအချစ်ဖွင့်ဟမှုကိုကြုံတွေ့ခဲ့ရသည်ထို့သောဖြင့်သူတို့၏လူငယ်ဘဝသည်ပြီးပြည့်စုံပြီးစိတ်နှလုံးလှုပ်ရှားဖွယ်ကောင်းသောအဆုံးသတ်သို့ရောက်ရှိသွားခဲ့သည်